ကျွန်တော်ရဲ့ Frank Frizz's Channel လေးကနေကြိုဆိုပါတယ်ဒီနေ့မှာတော့ကျဲတလုံးဘလို့မွေးဖွားလာလဲဆိုတာကိုပြောပြပေးတော့ပါမယ်ဆိုတော့ကစလိုက်ကြရအောင်ညဖက်မှာကောင်းခင်းကိုမော့ကြည့်လိုက်ရင်တောက်ပနေတဲ့ကျဲကလေးတွေကိုကျွန်တော်တို့မြင်ရပါတယ်သူတို့ဟာအလွန်ဝေးကွာတဲ့နေရာမှာရှိနေပေမဲ့ကျွန်တော်တို့စကြဝဠာရဲ့အသက်သွေးကြောတွေပဲဖြစ်ပါတယ်ဒါပေမဲ့တင်တစ်ခါလောက်ဖြစ်ဖြစ်စဉ်းစားဖို့ပါသလားဒီကျဲတွေဟာဘယ်လိုဖြစ်ပေါ်လာတာလဲသူတို့တွေဟာအစကတည်းကဒီအတိုင်းရှိနေခဲ့တာလားတကယ်တော့ကျဲတွေမှာလည်းကျွန်တော်တို့လူသားတွေလိုပဲမွေးဖွားခြင်းရှင်သန်ခြင်းနဲ့သေဆုံးခြင်းဆိုတဲ့တန်တရားရှိပါတယ်ကျွန်ုပ်တို့ရဲ့နေအပါအဝင်ကောင်းကင်ကကျဲစင်တိုင်းဟာတစ်ချိန်ကတော့အာကာသတွေကဖုံဟုတ်လေးတွေသာထိထဲကြတာပါဒီနေ့မှာတော့ဟင်းလင်းပင်တွေကဖုံဟုတ်လေးတွေကနေတောက်ပတဲ့ကျဲတလုံးဘယ်လိုဖြစ်လာတယ်လဲဆိုတော့အန်အောဘွယ်ရာဖြစ်စဉ်ကိုအသေးစိတ်တင်ဆက်ပေးသွားမှာပါကျဲတလုံးရဲ့ဘဝဟာနဗျူလာလို့ခေါ်တဲ့ဓာတ်ငွေ့နဲ့ဖုံမှုတ်တိမ်တိုက်ကြီးတွေထဲမှာစတင်ပါတယ်ဒီတိမ်တိုက်ကြီးတွေဟာအလွန်ကျဲပြောလာပြီးအလဲနှစ်ပေါင်းများစွာအထိရှည်လျန်းပါတယ်၎င်းတို့ကိုကျဲတို့ရဲ့မွေးရက်မီလို့လည်းတင်စားခေါ်ပေါ်ကြပါတယ်ဒီနဗျူလာတွေထဲမှာအဓိကအားဖြင့်ဟိုက်ဒရိုဂျင်ဓာတ်ငွေ့တွေနဲ့ပြည့်နှက်နေပါတယ်တာမန်အားဖြင့်တော့ဒီဓာတ်ငွေ့တွေဟာဟင်းလင်းပြင်ထဲမှာအေးအေးဆေးဆေးပြည့်နှက်နေတာပါဒါပေမဲ့အကြောင်းတစ်ခုခုကြောင့်ဥပမာအနီးနားကကျဲတလုံးပြင်းထန်စွာပေါက်ကွဲသွားတဲ့အခါထွက်လာတဲ့လွှဲတံကြောင့်ဒါမှမဟုတ် Galaxy နှစ်ခုတိုက်မိတဲ့တန်းကြောင့်ဒီတိမ်တိုက်ကြီးတွေဟာမငြိမ်မသက်ဖြစ်လာပါတယ်အဲ့ဒီအခါမှာဆွဲငင်အားကအလုတ်ဆလုပ်ပါတော့တယ်ဆွဲငင်အားဟာဓာတ်ငွေ့တွေကိုဗဟိုချက်တစ်ခုတည်းစီရောက်အောင်အတင်းဆွဲဆိုပါတော့တယ်ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကဆွဲငင်အားဟာအရာအလုံးကိုဗဟိုကိုဆွဲဆူလီအက်တမ်တွေဟာတစ်ခုနဲ့တစ်ခုပုံမတိုက်မိလာပြီးပုတ်တိုက်မှုကနေအပူချိန်တွေတရိပ်ရိပ်စတင်မြင့်တက်လာတာပဲဖြစ်ပါတယ်အပိုင်း3 Protostar ကျဲလောင်ဘဝကိုနှစ်ပေါင်းထောင်ကြီးတောင်းကြီးကြာလာတဲ့အခါမှာတော့အဲ့ဒီဗဟိုချက်ဟာလုံးဝဲနဲ့ပွင့်တရန်ထစ်လာပြီး Protostar လို့ခေါ်တဲ့ကျဲလောင်ဘဝကိုရောက်ရှိလာပါတယ်ဒီအဆင့်မှာသူဟာတကယ်ကျဲစစ်မဟုတ်သေးပါဘူးဘာလို့လဲဆိုတော့သူ့ရဲ့အတွင်းထဲမှာစွမ်းရည်ကိုယ်တိုင်မထုတ်လုပ်နိုင်သေးလို့ပါဒါပေမဲ့သူဟာအလွန်ပူပြင်းနေပြီဖြစ်တယ်လို့သူ့ရဲ့စွမ်းရည်အားကလည်းပိုမိုပြင်းထန်လာပါတယ်ဒါကြောင့်ပတ်ဝန်းကျင်မှာရှိတဲ့ကျန်းရှိနေသေးတဲ့ဓာတ်ငွေ့ညာဖုံမှုန့်တွေကိုအရှိန်အဟုန်နဲ့ဆက်လက်ဝါမျိုးစားသုံးနေပါတယ်ဒီဖြစ်စဉ်ကို accretion လို့ခေါ်ပါတယ်ဒီအချိန်မှာ protostar ကိုထူထပ်တဲ့ဖုံမှုန့်တိမ်တိုက်တွေကဖုံးအုပ်ထားတာကြောင့်သာမန် telescope တွေနဲ့မမြင်နိုင်ပါဘူးအနီးအောက်ရောင်ခြည် telescope တွေနဲ့ကြည့်မှသာဒီကျယ်လောင်လေးရဲ့တောက်ပမှုကိုမြင်နိုင်တာဖြစ်ပါတယ်အပိုင်း၄ nuclear fusion တရားဝင်မွေးဖွားခြင်းအခုဆိုရင်အရေးကြီးဆုံးနဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းကိုရောက်လာပါပြီ protostar ရဲ့ဗဟိုချက်မှာအပူချိန်ဟာ15တန်းဒီဂရီ Celsius အထိရောက်ရှိလာတဲ့အခါမှာတော့ nuclear fusion ဆိုတဲ့ဖြစ်စဉ်ကြီးစတင်ပါတော့တယ်ဒါဟာကျဲတလုံးရဲ့ engine ကိုစတင်နိုးလိုက်တာပါပဲ hydrogen atom ဒီဟာတစ်ခုနဲ့တစ်ခုအလွန်ပြင်းထန်တဲ့အရှိန်နဲ့ရိုက်မိပြီးပေါင်းစပ်သွားကြပါတယ်အဲ့ဒီကနေ helium atom ဒီထိလာသလိုအလွန်ပြင်းထန်တဲ့စွမ်းအင်အလင်းရောင်တဲ့အပူတွေကိုတပြိုင်နက်ထုတ်လွှတ်လိုက်ပါတယ်ဒီပေါက်ကွဲမှုစွမ်းအင်ကအတွင်းကနေအပြင်ကိုကန်ထုတ်လိုက်တဲ့အခါကျဲကိုဖုံးအုပ်ထားတဲ့ဖုံမှုတ်တိမ်တိုက်တွေလွှမ်းစင်သွားပြီးတောက်ပတဲ့ကျဲသစ်တလုံးအဖြစ်စကြဝဠာထဲမှာတရဝင်းပေါ်ထွန်းလာပါတော့လေအခုဆိုရင်ကျဲဟာတည်ငြိမ်သွားပါပြီအတွင်းကကန်ထုတ်နေတဲ့ fusion စွမ်းအင်နဲ့အပြင်ကဖိထားတဲ့စွဲငင်အားတို့ဟာမျှခြေလို့ခေါ်တဲ့ hydrostatic equilibrium ဖြစ်သွားပြီးကျဲတလုံးအဖြစ်နှစ်ပေါင်းဘီလီယံနဲ့ချီပြီးဆက်လက်တောက်ပနေမှာဖြစ်ပါတယ်အပိုင်းကကျဲတို့ဤကံကြမ္မာဒါကတော့ဟင်းလင်းပြင်ကဖုံမှုန့်လေးတွေကနေစကြဝဠာကိုအလင်းပေးမဲ့ကျဲသလုံးဖြစ်ပေါ်လာပုံပဲဖြစ်ပါတယ်။ကျဲသလုံးစီတိုင်းမှာမတူညီတဲ့တက်တန်းတွေရှိကြပါတယ်။ကြီးမားတဲ့ကျဲကြီးတွေကတော့စွမ်းရည်ကိုအမြန်သုံးပြီးတက်တန်းတိုးတက်ကြသလိုတင်းငယ်တဲ့ကျဲလေးတွေကတော့နှစ်ပေါင်းဘီလီယံပေါင်းများစွာအောင်အေးအေးဆေးဆေးတောက်ပါနေတတ်ကြပါတယ်။ကျဲတွေရဲ့ထူးခြားချက်ကသူတို့ဟာကောင်းငင်မှာအလင်းပေးရယုံတွေမဟုတ်ပါဘူး။ကျွန်တော်တို့လူသားတွေရဲ့ခန္ဓာကိုယ်ထဲမှာပါဝင်တဲ့ကာဗွန်အောက်ဆီဂျင်နဲ့တန်နက်ကြီးစတဲ့ဓာတ်ဆင်အားနုဟာလည်းတချိန်ကကျဲတွေရဲ့အတွင်းထဲကနေ fusion ဖြစ်စဉ်ကနေဖြစ်ပေါ်လာခဲ့တာပါဒါကြောင့်နာမည်ကြီးသိပ္ပံပညာရှင်ကာဆယ်ဂန်ကကျွန်တော်တို့ဟာကျဲတွေရဲ့အမှုန်အမအတွေပဲလို့ပြောခဲ့တာဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျဲတွေဟာသူတို့ရဲ့တက်တန်းကုံလို့သေဆုံးသွားတဲ့အခါမှာလဲအာကာသတွေကိုဓာတ်ငွေ့တွေပြန်လဲထုတ်လွှတ်ပြီးနောက်ထပ်ကျဲသစ်တွေမွေးဖွားဖို့အတွက်ကုန်ကျန်းတွေအဖြစ်အမွေပေးခဲ့ကြပါတယ်ဒါဟာစကြဝဠာကြီးရဲ့မကုံဆုံးနိုင်တဲ့အံ့ဩစရာတန်ရတာပဲဖြစ်ပါတယ်အခုလိုစိတ်ဝင်စားစရာအာကာသနဲ့သိပ္ပံဗဟုသုတတွေကိုအမြဲလေ့လာခြင်းတဲ့ဆိုရင်
ကျွန်တော်တို့ရဲ့ channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်